မင်္ဂလာပါ မင်္ဂလာပါရှင် မဲတော်တွေအကြောင်းကိုမေးချင်လို့လေ ဟုတ် မဲတော်ကိုဘယ်လိုပြောလဲ เจ้าแม่เจ้าแม่ မြန်မာကိုကရော พรหมพรหม ဘုံမဆိုးကိုကရော พระพรหมพระภูมิ နတ်ဒေဝကိုဘယ်လိုပြောလဲ เทพเจ้า เทพเจ้า နတ်စင်ကိုကရော ศาลเจ้าศาลเจ้า မဟာဂီရိနတ်ကိုဘယ်လိုပြောလဲ มหาคีรีนัทมหาคีรีนัท မဟာပိန်းနေကိုကရော พระพิฆเนศพระพิฆเนศ လေးမျက်နှာဖရာကိုကရော พรหมสีหน้า พรหมสีหน้า ဝိတုံတရေကိုကရော แม่ธรณี แม่ธรณี ကွန်ရင်မဲတော်ကိုကရော เจ้าแม่กวนอิน เจ้าแม่กวนอิน ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါတိချင်တဲ့တိုင်းစကားလေးတွေရှိရင်ရေးခဲ့နော်ဗီဒီယိုလုပ်ပြီးပြဖြစ်ပေးမယ်